ကဲဖေဖော်ဝါရီ14နာလေးနီးလာပြီဆိုတော့စာချုပ်အမှာအော်ရာလေးလာမှာရဲပေါ့နော်ဒီညနေခင်းလေးကိုပဲစာချုပ်အမှာအော်ရာအစုံ30လာမှာပါရဲ့ရှင်ဒါလေးတွေကအတွင်းသားလေးတွေစစ်ပြီးတော့ပြန်ထည့်ပေးနေတာပေါ့နော်ကျမတို့ကဆိုလို့ရှင်ဒီလိုအမှာအော်ရာလေးမှာလို့ရှင်ဒီလိုအတွင်းသားလေးပါပါတယ်ဒီလိုတွင်းသားလေးထည့်ပြီးရပေါ့နော်နောက်ပြီးရင်တစ်စိကောင်းတို့ဘောပင်တို့ပါပါတယ်ဒီလိုတစ်စိကောင်းလေးနဲ့ဘောပင်ပါရဲပြီးတော့မှဒီလိုစက်ကူဖလင်မှုလေးနဲ့တေးသေးချာချာသိမ်းပြီးတော့ပါကင်လေးတွေတေးချထုတ်ပြီးကားကိတ်ချပေးရမယ့်ဘက်တွေဆိုရင်ကားကိတ်ချပေးပါရဲတချို့ကြတော့ဆိုင်လဲလာယူဝယ်ပေါ့နော်ဒါလေးဆိုလို့ရှိရင်လက်လီလက်ကအကုန်ရပါရဲ့ရှင်ကျမတို့ဆိုင်မှာရှင်ဒါလေးဆိုလို့ရှိရင်တေးသေးချာချာဒီဇိုင်းလာတာလေးမှရွေးပြီးထည့်ပေးရပေါ့နော်ဒါကကြတော့သူတို့ကြိုက်ရမှာတဲ့ order လေးတွေပါရှင်တချို့ကြလို့ရှိရင်အမားတို့ဘက်ကအစင်ပြေရလာတာလေးထည့်ပေးဆိုလို့ရှိရင်လည်းလက်လာလေးထည့်ပေးရနော်ဘယ်တော့မှမလာလေးမထည့်ပေးဘူးဒီလိုလက်လက်သေးသားကလုတ်လေးနဲ့တေးသေးချာချာတက်တက်ရဲ့သုံးထားရဲ့ဒီဇိုင်းလေးတွေကိုမှကျမတို့ဘက်ကထည့်ပေးပါရဲ့ဒါလေးဆိုလို့ရှိရင်စိုက်နေနေသေးပေမဲ့လေဒီဇိုင်းကရမ်းလာရဲ့ဒီဇိုင်းလေးပေါ့နော်ဒီဒီဇိုင်းလေးရမ်းလာပါရဲ့ကဲစာချုပ်ဒီဇိုင်းလေးတွေကိုလက်လီလက်ကမှားခြင်းနဲ့ဆိုလို့ရှိရင်တော့ Viber နံပါတ်4550 8135 Viber လေးမှာဆက်သွယ်မှာယူအားပေးလို့ရပါတယ်ရှင်